မမေစီကနတနီဝယ်လေးနာတဲ့အရေလိုဝက်ချက်နေမထွက်တော့ဘူးတဲ့မျက်နှာလဲချော့ဤနေတာပဲကြိုက်တယ်တဲ့အကုန်ရင်ထက်မှာမဲတဲ့ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်မမေရဲ့တားဒီအလက်ကောင်လေးပေါ်လိုက်ကြီးအဲ့ကောင်လေးဆိုလို့ရှိရင်သူကအရင်ကမျက်နှာကြီးကလေမဲတူးပြီးတော့ဝက်ချက်နဲ့စင်ဝက်ချက်နေထွက်တာဝက်ချက်နေအကြီးကြီးတွေအလုံးကြီးထွက်တာအဲ့တော့တသားအိန္ဒိယနဲ့တနီတွေးလေးဆိုတသားတောက်လျှောက်တွေးလိုက်တာတွေးလေးသူမျက်နှာမှာဒီလုံးဝကုံသွားပြီအခုနောက်ပိုင်းမလိမ့်တဲ့အခါကျတော့တစ်ခါလေးတော့သူတို့ဝက်ချန်လေးထွက်တယ်ပေါ့နော်ဝက်ချန်ထွက်တာနဲ့အသေးတန်အိန္ဒိယနဲ့တန်နေသွေးလေးတော့တာဒီမှာအငယ်ကောင်လေးဆိုလို့ရှိရင်မျက်နှာမှာအဲ့တော့ဝက်ချန်တွေထွက်တာအဲ့ပြီးတော့တတဝက်ချန်ဒီဟိုပါးမှာထွက်ကွာနေရွက်တွေလဲဘင်းနေမှာထွက်တာအဲ့နေရွက်တွေလဲဘင်းနေရောအပူများတဲ့သူကလည်းအိန္ဒိယနဲ့တနီကိုလဲမရသွေးစားပြဝက်ချန်အကြီးကြီးထွက်တဲ့သူကလည်းလေအိန္ဒိယနဲ့တနီကိုဒီခဏခုမှအပူရှိလို့အဲ့ဟာအိန္ဒိယနဲ့တနီကအေးတဲ့ဆိုတော့လေအိန္ဒိယနဲ့တနီတွေကိုသွေးပြီးတော့စားပြရတယ်ဝက်ချန်စွန်ဝက်ချန်တွေအဲ့လိုစွန်ဝက်ချန်တွေပြုံးလိုက်ကြီးဖြစ်နေတဲ့ဝက်ချန်တွေဆိုလို့ကြာအိန္ဒိယနဲ့တနီစစ်ကလေးကိုသွေးလူရတယ်အိန္ဒိယနဲ့တနီကလေဒီသွေးသားကိုတန့်စင်စေတယ်အသားရည်ကိုကြည်လင်ဝင်ပါစေတယ်ပြီးလို့ရှိရင်သွေးတိုးသမားတွေကအိန္ဒိယနဲ့တနီကိုသွေးစားပေးရတယ်သွေးတိုးသမားတွေစီးကြိုသမားတွေကအိန္ဒိယနဲ့တနီနဲ့အရန်ကိုပေါ့နော်တဟတနာဖြစ်တဲ့ကျမကြီးအတွက်အရန်ကိုကောင်းတယ်အိန္ဒိယနဲ့တနီကအထိုင်အရန်များတဲ့သူတွေထိုင်လို့အရန်ညောင်းတဲ့သူတွေကညဘက်ဆိုလို့ရှိရင်အိန္ဒိယနဲ့တနီတို့ရေကြဲကြဲလေးတွေးပြီးတော့လိမ့်ပေးရတယ်အဲ့ဆိုရင်အညောင်းညာတည်တယ်မျက်လုံးတွေလေမျက်လုံးအရန်အသက်ငယ်တဲ့အချိန်မှာစခရင်တိုင်းရဲ့ညပြီးမျက်လုံးလိုပုတ်ခက်ဖြစ်တဲ့ကလေးလေးတွေ3-4နှစ်ကစပြီးတော့အိန္ဒိယနဲ့တန်နီလို့ကွင်းလိမ့်လို့ရတယ်တဘာဝပစ္စည်းကမီကယ်လုံးဝမပါတဲ့ဟိုပေါ့နော်ဒီတဘာဝပစ္စည်းတွေမို့လို့ငယ်ကလေးငယ်လေးတွေကအစားလိမ့်လို့ရတယ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမှားချင်တယ်ဆိုလို့ရှိရင်မေထုကောင် page မှာလည်းမှာလို့ရပါတယ်ကလျာဏီ page မှာလည်းမှာလို့ရပါတယ်264289466ဖုန်းမှာလည်းမှာလို့ရပါတယ်4385လုံးကိုဖုန်းမှာလည်းမှာလို့ရပါတယ်18000 1980မှာလည်းမှာလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီပါ